လက်ကိန်းမှာတရဆက်သွင်းနေတဲ့ဂျပူလိုက်ဖြစ်လို့ဒင်းလုံးဝိုင်းအောင်ပြီးရှုံးသွားတာမျိုးတွေကြုံမှုကြလားဒီကနေ့မှာတော့အကောင့်သေးတော့အစိတ်ပြင်းနေမှာစမှန်လူပန်ငါပူနဲ့စောပြသွားမယ်လူပန်ငါပူကိုကင်တက်ဖို့လိုအပ်တဲ့အချက်နှစ်ချက်ကတော့လုံရဲကင်ရဲပြည့်ရဲခက်ရဲတဲ့ဇာနဲ့ရှုံးမအောင်မကြောက်ရတတိလိုပဲဖြစ်ပါတယ်ဘာကြောင့်ဒီလိုပြောရသလဲဆိုဒီနေရာမှာဒီအားလေးကိုပဲကြည့်လိုက်ခွေးကလေးခုံလုံးဖုံမထားစောချူကိုလေးတော့မကြောက်ရဆိုပြီးတော့ frenzy ပဲဖွင့်ပြီးတက်ပြစ်တာ first minion wave နဲ့အနေစာတစ်ခေါက်ရောက်သွားတယ်ဒါကြောင့် brother မြင်မှတ်ထားမှာလူပန်ငါပူကိုကင်တဲ့အခါလက်လည်းမတွမိပါစေနဲ့လက်လည်းမယွတ်မိပါစေနဲ့အာမဖက်လေးဝတ်ထားဖို့လည်းမမေ့မိပါစေနဲ့ပေါ့နောက်တစ်ခုကတော့စပက်တစ်ခွက်သုံးပြီးတိုင်းဒါမှမဟုတ်ရင် basic တက်50မြောက်တိုင်းမှာရရှိမယ်လူပန်ငါပူရဲ့ဒရက်စောသနာပတ်စစ်ကိုသုံးတဲ့အခါမှာမူမဝီကိုမရွှေ့မိပါစေနဲ့အကယ်လို့များသာပတ်စစ်ကို basic တက်လို့လမ်းလျှောက်ပြီးဖြစ်နေနော် brother ရဲ့လူပန်ငါပူကဘာဒမ်းမှမထွက်တဲ့လူရှင်တော်ငါပူဖြစ်သွားပါလိမ့်မယ်တေကံမရောက်အသားမပြောက်ဆိုတဲ့ဆိုရိုးစကားကို brother ကိုကြားဘူးကြတာတော့မသိဘူးဒီနေရာမှာဆိုရင်အားဒီမှာ first blood ပေးထားတဲ့အညို့တွေနဲ့တေးပြီးတော့အမှန်ကန်လိုက်ဖြစ်နေမဲ့လေတောင်ပြစ်မြောက်ရမြောက်ပြစ်တောင်ရပစ္စည်းတွေနဲ့ပြန်ခံပြစ်နေရတော့ကျွန်တော်ကမသေးတဲ့အပြင်ကျွန်တော်ရဲ့ border mythical creature နွားပြန်ကြီးရဲ့စဉ်းစားလာခြင်းတဲ့အတူသူပဲပြန်ကြွသွားတယ်ဒါကတော့ဂျပူတို့ရဲ့ဇာတာကောင်းလို့ပြောရမှာပေါ့လူပန်ငါပူရဲ့ power spike ပဲရှင်စတယ်မင်းရင် critical ထားတိုင်းမှာ attack speed နဲ့ movement speed အနိုင်ငံတိုးပေးတယ် hottie shadow ripper ဆိုတဲ့ item ထွက်သွားရင်စရလို့ဖြေရပါမယ်အဲ့ဒီလိုနဲ့ tyrant လေးပါလစ်ကေအားလီလေးပါလေးတပ်ပြီး fan နေရင်းနဲ့အောက်ဆင်းပြီးလမ်းလာရှင်းတဲ့ရန်ကောကိုပါလမ်းကြုံအိမ်ပြန်ပို့ပေးလိုက်ပါသေးတယ်ပဒဲဆိုင်တဲ့အခါမှာဆိုရင်လည်းအထိုင်မှာစမတ်တကောင်ဖြစ်လာတဲ့အညီတက်နိုင်တဲ့လောက်အနမီနဲ့ခလန်းလန်းကွာဝဲမှာနေပြီးတော့တက်စောစနပတ်စစ်ကိုသာအားပြုပြီးတော့လိုက်ပြရပါမယ်ဟာအရှိမတန်ဝေးရှေ့မှာတန်ဝေးပြောနေတော့မှာပဲမူယူပြီးလာရိုက်နေတဲ့တန်ဝေးကိုဇီဝင်ချုပ်နိုင်ပြီမယ်ဟိုဘက်ကအာလီမာကျွန်တော်ဇီဝင်ပြန်ချွေသွားပါတယ်ကျွန်တော်ပေါ်တာတော့ပြန်ရတော့အာလီမာကိုပြန်ကစားချေပေးရတာပေါ့မယုံမရှိနဲ့ဒီမှာကြည့်ပြစ်လိုက်တော့ဗတဲ့ အလဲတဲ့ရောက်ဆိုရင်မယ်အိမ်ပြန်ဝဲတဲ့လေချမ်းကိုတောမှန်ပြီးကေးတကောင်ချောင်ရသွားတယ်လူပန်ကပူတဲ့ကွာဒီမှာ base ကထွက်တော့မှရှိသေးဟိုမှာဗတဲ့ဆနေပြီမစမန်ကိုထုံးကြပါအောင်ဟာအထိုင်မစမန်တကောင်တော့ကဗတဲ့ဆပြီဆိုဟီရိုကေထွက်ဖို့တဲ့အသက်မထွက်ဖို့ကပိုရေးကြီးရဲ့အတွက်လှမ်းမှနေပြီးကြမ်းကြမ်းပြစ်ဖို့ကိုတော့မမေ့မိပါစေနဲ့ဒီဗတဲ့မှာပဲကြည့်လိုက် free hit ပြစ်နေရတဲ့ခုနအာလီခုရန်ကောတပတ်ကေးဆိုတာအသားလေးပဲတွေ့လားအဲ့ဒီလိုနဲ့ဗတဲ့လဲနိုင်ပြီဆိုတော့တာဝါတိုင်းတိုင်းချိုးပြီးပွဲကိုမြင်မြင်အပ်မယ်ဆိုတဲ့အတွေးနဲ့ခရစ်စတလုံးကြီးရှိရာ high ground စီကိုကြီးတက်လာခဲ့ကြတာပေါ့ high ground မှာလည်းဟိုဘက်ကတကောင်သိလိုက်ဒီဘက်က minion wave ကုန်လိုက်ဟိုဘက်ကတကောင်သိလိုက်ဒီဘက်က minion wave ကုန်လိုက်နဲ့နောက်ဆုံး Elsa ရဲ့ရဲတိုင်းမှာနှင်းကိုက်ပြီးတော့ကြွသွားတယ်ဒါကြောင့် brother တို့လည်းတမ်းမအနိုင်ဦးထင် high ground မှာအကြာကြီး over extend မလုပ်မိပါစေနဲ့ over extend လုပ်ရင်ခမတင်တို့တစ်ဖွဲ့လုံးမှောက်သွားရင်ကမ်ဘာပါပြန်ပြရတတ်လို့ပါဒီတစ်ခါမှာတော့အသေးချာအပ်လို့ရအောင် shadow overlord အင်ယူပြီးမှာ high ground တော့ကြမယ်အဲ့ဒီလိုနဲ့ high ground ပြန်ရောက်တော့ခုံပြန်ကြော်လွှာအနေရရှောင်ရှားပြီးတော့စူးစမ်းပစ်ခတ်ဒရလောက်ခဲ့ပေမဲ့လည်းအလှခွက်လာပြတဲ့အာလီမာကိုရိုင်းနဲ့ဆုံးမအိမ်ပြန်ဖို့ပြီးမှ over confident ဖြစ်ပြီးကာယပါရောညက်တော့လုံးပြီးတော့ Elsa ရဲ့ရဲတိုက်ထဲမှာနှင်းကိုက်ပြီးတော့ထပ်ချောသွားပြန်တယ်သို့တော်ညာလည်း shadow fan တွေပါလာမှုနဲ့ teammate တွေကောင်းမှုအကြောင်းပြုပြီးတော့ဘဲကိုတန်းအပ်လိုက်နိုင်လို့နောက်တော့2နာရီတော့ထပ်မဆုတ်လိုက်ရတော့ဘူးပေါ့အားလုံးပဲအဆုံးထိကြည့်ရှုပေးကြလို့ကျေးဇူးတင်ပါတယ်ကျွန်တော်ကရေခဲတော့မှာနောက်ဗီဒီယိုမှာလည်းပြန်လည်ဆုံတွေ့ကြမှာတည်းရဗျ